မောင်းပြီးတဲ့အလဲပေါ့နော်ဆီကကောင်းမောင်းပြီးတဲ့အလဲဆိုတော့မိမဘီနာကနေထိုင်လိုက်ပြီးတော့မှယောက်ျားအတိုင်းလိုက်လို့တာမိမကအခုကတစ်တော့ပြောတယ်အဲ့ကျမပြောချင်တာကျမဆိုလို့ရှိရင်ပေါ့နော်ကျမအရန်ကိုမှတူတူအာတတဘုံနောက်မညံမကောင်းတဲ့လူဆိုတော့ဒီဆရာကြီးနဲ့လိုက်နိုင်အောင်အမိဘုံနောက်တွေကိုအရန်ကို strong ဖြစ်အောင်အားကြိုးစားရတာပေါ့နော်ဟုတ်လားအဲ့လိုမျိုးပေါ့အဲ့လိုပဲကျမပြောချင်တာကျမတို့ပေါ့နော်ဘုံနောက်မညံနည်းနည်းပေါ့နော်တင်ယူရတာခက်တဲ့လူတွေအတွက်ကိုကျမmotivate ချင်တာကျမလိုမျိုးစိတ်ကိုတွေးပါနော်ကျမဆိုလို့ရှိရင်စာတင်လည်းညံ့တယ်စာဆိုရင်လည်းမဖတ်နိုင်ဘူးစာတင်အိတ်ငိုက်တယ်ကျန်တဲ့ဘာသာရက်တွေကျန်တဲ့ဟာတွေကျမစိတ်ဝင်စားတဲ့ဟာတွေကိုတင်နေဆိုရင်ခဏလေးတတ်တယ်ဒါပေမဲ့ကျမစာနဲ့ပတ်သက်လို့ရှိရင်ကျမစာတင်လို့မရဘူးပြီးသွားရင်စာဖတ်ရမယ်ဆိုရင်ကျမအိတ်ငိုက်တယ်ပေါ့နော်ဒါပေမဲ့ကျမငယ်တုန်းကသမိုင်းတွေဘာတွေကြာစိတ်ဝင်စားပြန်ရောအဲ့ခါကျတော့ကျမတို့ငယ်တုန်းကတင်ခဲ့တဲ့သမိုင်းကိုကျမဟိုတနေ့ကဖတ်ပြတော့ကလေးတွေကမသိဘူးတဲ့သူတို့ခေတ်ကသမိုင်းတွေပါလဲလက်သေးကြတဲ့အဆိုင်ရွေသူနဲ့ထုကနောက်မတွန့်လူကိုတာသူရဲကောင်းဖြစ်ရွေးချယ်သည်ဆိုပြီးတော့မှရွေးချယ်ခဲ့တဲ့သမိုင်းပေါ့နော်ကျမတို့ငယ်တုန်းကစာရီမှာဆိုအဲ့လိုရှေးသမိုင်းတွေတင်ရတယ်လေဘင်းအောင်ကျန်စစ်သားလားဘင်းအောင်ငထွေယူငလုံးလက်ဖဲကျန်စစ်သားအဲ့ဒါတွေထီတော့မှတ်မိတယ်ပေါ့နော်ဒါပေမဲ့ကျမပြောချင်တာကျမပညာတင်ခဲ့တဲ့တင်ခဲ့တဲ့လက်မှုပညာဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့ကို motivate ရဘယ်လိုပေးလဲဆိုလို့ရှိရင်ပေါ့နော်တခါလေကျရင်သူများတွေကတင်တယ်ခဏလေးနဲ့ရသွားဟိုကမရဘူးပေါ့နော်အဲ့လိုအခြေအနေမျိုးတွေမှာဆိုရင်ကျမဘယ်လိုမျိုးစိတ်ညစ်လဲဆိုရင်ငါသူများတခါနဲ့တင်လို့ရရင်ငါ10ခါလောက်ကျင့်ရမှာပေါ့သူများ10ခါလောက်နဲ့တင်လို့တတ်သွားရင်ငါအခါ100လောက်ကျင့်ရမှာပေါ့ဘာလို့လဲဆိုငါမှအုံတော့မကောင်းတာပေါ့နော်ပြီးသွားလို့ရှိရင်ဘယ်လိုတွေးလဲဆိုသူများလဲထမင်း3နဲ့စားရင်ငါလဲထမင်း3နဲ့စားတာပဲနော်ဘာဖြစ်လို့ငါစိတ်ဓာတ်ကြရမှာလဲကိုတယောက်တည်းပေါ့နော်လူတွေမသိပဲနဲ့အားငယ်ခဲ့ရတဲ့အချိန်တွေမျိုးတွေရှိရပေါ့နော်အဲ့လိုအခြေအနေမျိုးတွေမှာဆိုလို့ရှိရင်ကျမကိုပြန်ပြီးတော့မှအားပေးတယ်ငါဖြည်းချင်းတော့ရသွားမှာပါသူများတွေတောင်လုံနိုင်နေတာငါလည်းလုံနိုင်မှာပဲလူတွေကလူပဲသူတို့လည်းလူပဲငါလည်းလူပဲသူတို့လည်းအသက်ရှူတာချင်းတူတူငါလည်းအသက်ရှူတာချင်းတူတူဘာဖြစ်လို့ငါစိတ်ဓာတ်ကြမှာလဲပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျမကဘလောက်အခက်ခဲဖြစ်ကျမငိုချင်းငိုမယ်မရဘူးဆိုတဲ့အခြေအနေမျိုးတွေလည်းကျမကြုံခဲ့ရတယ်အားငယ်တယ်စိတ်ပြတ်တယ်ဆိုရင်လည်းကျမအိပ်ရာထဲမှာခဏလဲပြီးတော့မှအနားယူတယ်ပြီးကြရင်ကျမပြန်နိုးထားလာတဲ့အခါတွေမှာကျမခွန်အားဒီ2ဆလောက်ပို့ပြီးတော့မှအားတန်နေပါတယ်အဲ့ဒါကြောင့်မို့လို့ကျမရဲ့ပညာရက်တွေတင်တဲ့ခါတိုင်းမှာကျမဒီလိုစိတ်လေးထားပါတယ်အဲ့ဒါကြောင့်မို့လို့တော်တော်များများအဲ့လိုစိတ်တက်မကြပါနဲ့